ပဲခူးမြို့ဟာမြမသမိုင်းထဲမှာအလွန်အရေးပါပြီးအရှိတောင်အာရှသမိုင်းနဲ့တောင်ဆက်နွယ်နေတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။ယနေ့ခေတ်မှာပဲခူးဆိုရင်ဖျားစေရီများရေမြေဧရိယာများလေယာဒေသအဖြစ်လူသိများကြပြီမယ်အတိတ်ကိုပြန်ကြည့်မယ်ဆိုရင်ဒီမြို့ဟာဟန်တာဝရီဆိုတဲ့နာမည်နဲ့အင်အားကြီးမိုးနိုင်ငံတော်ရဲ့မြို့တော်အဖြစ်ထွန်းကားခဲ့ပူပါတယ်။ပဲခူးဒေသမှာလူနေထိုင်မှုတွေဟာတမိုင်းအလွန်ရှည်လျားပြီးပင်လယ်နားနီးမှုမြစ်ချောင်းများစွာရှိမှုကြောင့်ကုန်သွယ်ရေးအတွက်အထူးအဆင်ပြေခဲ့ပါတယ်။ဒီဒေသကိုမိုးလူမျိုးများအစောဆုံးအခြေချခဲ့ကြပြီးဘာသာရေးကုန်သွယ်ရေးယဉ်ကျေးမှုတွေကိုအစောဆုံးဖန်တီးခဲ့ကြပါတယ်။ဟန်တာဝရီဆိုတဲ့နာမည်ဟာဒန္တာရီအရာဟန်တာနခွန်စင်တက်ရာနေရာကစတင်လာတယ်လို့ဆိုကြပြီးဒီဒန္တာရီကပဲမြို့တော်ရဲ့တင်ကေတဖြစ်လာခဲ့ပါတယ်။မွန်ဘီရင်များလက်ထက်မှာဟန်တာဝရီဟာအရှိတောင်အာရှအတွင်းအရေးပါတဲ့စစ်ကမ်းမြို့တစ်မြို့ဖြစ်ခဲ့ပြီးအိန္ဒိယတီရိလင်္ကာတရုတ်အာရပ်ကုန်သွယ်များအလဲအပတ်နာရောက်ကုန်သွယ်ခဲ့ကြပါတယ်။ဒီလိုကုန်သွယ်ရေးတိုးတက်မှုကြောင့်ဟန်တာဝရီဟာငွေကြေးယဉ်ကျေးမှုဘာသာရေးအင်အားတွေပေါင်းစည်းနေတဲ့မြို့တစ်မြို့ဖြစ်လာခဲ့ပါတယ်။ဘာသာရေးအနေနဲ့သာသနာဟာမွန်လူမျိုးများအတွက်အလွန်အရေးပါခဲ့ပြီးရွှေမော်တော်ဖျားလိုအထင်ကရစီတရီကြီးများကိုတိစော့ခဲ့ကြပါတယ်။ရွှေမော်တော်ဖျားဟာမြန်မာနိုင်ငံအတွင်းအမြင့်ဆုံးစီရီတော်အဖြစ်လူသိများပြီးမွန်ဘယင်များရဲ့ယုံကြည်မှုသာသနာကိုအလေးထားမှုကိုပြသတဲ့သက်သေတစ်ခုဖြစ်ပါတယ်။တမိုင်းကာနာတရှောက်ဟန်တာဝရီဟာမိုးနိုင်ငံတော်ရဲ့အာဏာအင်အားအပြည့်ရှိတဲ့မြို့တော်ထစ်ခဲ့ပြီးအချိန်တချို့မှာမြမဘီရင်များနဲ့စစ်ပွဲများကြုံတွေ့ခဲ့ရပါတယ်။ပကံခေတ်နောက်ပိုင်းမှာမြမဘီရင်များကအောက်မြမပြည်ကိုထိန်းချုပ်ဖို့ကြိုးပမ်းခဲ့ကြပြီးဟန်တာဝရီဟာအမြဲတမ်းပဋိပက္ခများရဲ့အလယ်မှာရှိနေခဲ့ပါတယ်။တို့ပေမဲ့မွန်ဘီရင်များဟာယဉ်ကျေးမှုနဲ့ကုန်သွယ်ရေးအင်အားကိုအသုံးချပြီးဟန်တာဝရီကိုထိန်းသိမ်းနိုင်ခဲ့ကြပါတယ်။တမိုင်းထဲမှာအထင်ကရဆုံးအချိန်ကတော့ဘရင်ရာဇာရီရလက်ထပ်ဖြစ်ပြီးဟန်တာဝရီဟာအင်အားကြီးဆုံးမွန်နိုင်ငံတော်အဖြစ်ထွန်းကားခဲ့ပါတယ်။နောက်ပိုင်းမှာတောင်ငူမင်းဆက်ပေါ်ပေါက်လာပြီးဘရင်တပင်ရွှေထီဘရင်တို့လက်ထပ်မှာဟန်တာဝရီဟာမြန်မာနိုင်ငံအလဲပိုင်းနဲ့အောက်ပိုင်းကိုဆက်သွယ်တဲ့အရေးပါတဲ့မြို့တော်အဖြစ်ပြန်လည်အသုံးချခံရပါတယ်။ဘရင်တော်လက်ထက်မှာဟန်တာဝရီဟာအရှေ့တောင်အာရှအတွင်းအင်အားကြီးဆုံးမြို့တော်တစ်မြို့ဖြစ်ခဲ့ပြီးနိုင်ငံခြားတန်တမန်များကုန်သည်များအမြဲလာရောက်နေခဲ့ပါတယ်။ဒီကာလအတွင်းဟန်တာဝရီဟာစစ်ရေးအင်အားသာမကယဉ်ကျေးမှုဥပဒေအုပ်ချုပ်ရေးစနစ်တွေပါတိုးတက်လာခဲ့ပါတယ်။သို့သောအချိန်ခါအပြောင်းလဲများနဲ့အတူဟန်တာဝရီရဲ့အင်အားဟာတဖြည်းဖြည်းလော့နေလာပြီးနောက်ပိုင်းကုန်းပေါင်ခေတ်မှာတော့ပဲခူးဟာမြို့တော်မဟုတ်တော့ပေမယ့်ဒေသအရေးပါတဲ့မြို့တစ်မြို့အဖြစ်ဆက်လက်တည်ရှိခဲ့ပါတယ်။ကိုလိုနီခေတ်ရောက်လာတဲ့အခါပဲခူးဟာအုပ်ချုပ်ရေးအရာပြန်လည်ဖွဲ့စည်းခံရပြီးရထားလမ်းပန်းဆက်သွယ်ရေးပြီးတိုးတက်လာခဲ့ပါတယ်။ဒါပေမဲ့ပဲခူးမြို့ရဲ့အဓိကသဘောတရားဖြစ်တဲ့တမိုင်းနဲ့ရှင်မှုနဲ့ဘာသာရေးအင်အားကတော့မပြောက်သွားခဲ့ပါဘူး။ယနေ့ခေတ်ပဲခူးမြို့ကိုကြည့်မယ်ဆိုရင်ရွှေမော်တော်ဖျားကမ္ဘာအမြင့်ဆုံးရေခိုးလျားအိတ်လက်ရှိတဲ့ရှင်အိတ်ကြီးဖျားများလိုအထင်ကရဘာသာရေးအမွေအနှစ်များဟာအတိတ်နဲ့ပြစ္ဆုတ်ပန်းကိုချိတ်ဆက်နေစေဖြစ်ပါတယ်။ပဲခူးမြို့ရဲ့သမိုင်းကကျွန်ုပ်တို့ကိုသင်ခန်းစာတစ်ခုပေးပါတယ်။မြို့တစ်မြို့ရဲ့အင်အားဟာစစ်တပ်နဲ့အာဏာတစ်ခုတည်းမဟုတ်ဘဲယဉ်ကျေးမှုကုန်သွယ်ရေးဘာသာရေးနဲ့လူတွေရဲ့စိတ်ဓာတ်ပေါ်မှာအခြေခံထားရမယ်ဆိုတာပါဒီလိုနဲ့ဟန်တာဝရီပဲခူးဟာမြမသမိုင်းထဲမှာအလွန်အရေးပါပြီးယနေ့အချိန်ထိအသက်ရှင်နေစေမြို့တစ်မြို့အဖြစ်ရပ်တည်နေပါတယ်ဒီလိုသမိုင်းနဲ့ရှင်တဲ့ပဲခူးမြို့ရဲ့ဇာတ်လမ်းကိုနားထောင်ရင်စိတ်ဝင်စားခဲ့တယ်ဆိုရင် Legendary Myanmar Channel ကို Subscribe လုပ်ထားဖို့မမေ့ပါနဲ့နောက်ထပ်မြန်မာမျိုးတွေရဲ့တမိုင်းဇာတ်လမ်းရှေ့များကိုဆက်လက်နားထောင်နိုင်ဖို့ Notification Bell ကိုလည်းဖွင့်ထားပေးပါနော်